ချိန်မှာရှိခဲ့တာတစ်ချိန်မှာသူဟာဒီနတ်ဆိုးရဲ့နှွမ်းမိုးမှုကြောင့်သူ့ရဲ့နှလုံးသားမှာဖျားကိုနေရာမပေးနိုင်ခဲ့တဲ့သူဒီထက်ပိုပြီးတဲ့နောက်မှာတစ်ချိန်လုံးကသခင်ဖျားနဲ့ထိတွေ့ပြီးတဲ့နောက် transform ဖြစ်ခဲ့တာအသစ်ပြောင်းလဲခဲ့တဲ့အမျိုးသမီးဖြစ်တယ်အဲ့ဒီအမျိုးသမီးကိုအသုံးချပြီးတဲ့နောက်မှာသူ့ရဲ့ရှင်ပြန်ခြင်းကိုသူကြွေးကြော်ခဲ့တယ်သူ့ရဲ့ရှင်ပြန်ခြင်းမှာပထမဆုံးမာရီယာမက်ဒလင်နာကရှင်ပြန်ခြင်းကြွေးကြော်တဲ့စကား I have sinned the Lord တဲ့ကျွန်ုပ်သခင်ကိုဖူးမြင်ခဲ့ရပြီကျွန်တော်တို့ဘုန်းကနေ့စဉ်တတ်တာမှာမစ္ဆာတရားလာတဲ့ခါတိုင်းမှာသခင်ဖျားကိုမျက်ဝါးထင်ထင်ကျွန်တော်တို့ဖူးမြင်ခွင့်ရတယ်ကိုရောမြတ်ရဲ့အစင်းတိုင်အောက်မှာဆိုတော့အဲ့ဒီရှင်ပြန်ခြင်းမှာမာရီယာမက်ဒလင်နာရှိတဲ့ကြွေးကြော်ခြင်းစိတ်ဓာတ်ဒီကျွန်တော်တို့တူးချင်းစီရဲ့ဘဝတတ်တာမှာရှိရမယ်မိသားစုတွေမှာပြန်ပြီးကြွေးကြော်ရမယ်ကိုယ့်ရဲ့အလုပ်တွေမှာကိုကမာရီယာမက်ဒလင်နာလိုငါသခင်ကိုနေ့စဉ်ဖူးမြော်ခဲ့တဲ့သူပြောနိုင်ပြီလားပြန်ပြီးမိကြည့်သုံးသပ်ရမှာဖြစ်တယ်ကမ္ဘာလောကက remember who you are who used to be ဆိုပြီးပြောနေတာတစ်ချိန်လုံးကမင်းကဘာလဲလို့ပြောနေတဲ့အချိန်မှာသခင်ဖျားကမင်းကငါနဲ့အသစ်ဖြစ်တယ်လို့ဖိတ်ခေါ်နေတာကဘာကြီးကမင်းကအတိတ်ရဲ့တားကောင်အရာရာအားလုံးအသစ်ပြုပြင်ပါပြန်လာဖို့ဖိတ်ခေါ်တယ်ကဘာလောကကြီးကမင်းကဘာမှမထူးမင်းဘာစူးစမ်းစားဒီလိုပဲဖြစ်မယ် you are finished you are gone လို့ပြောနေတဲ့အချိန်မှာသခင်ဖျားက follow me ဖိတ်ခေါ်နေတာဒီမာရီယာမက်ဒလင်နာရဲ့ပွဲနေမှာခါမှာကိုတော့တတိယတာလေးကအတိတ်ရဲ့တားကောင်ဖြစ်ကိုတို့ရှင်တန်ချင်းမပြူပါဘူးဒီခါမှာအကျဉ်လင်များစကားများကြတယ်များတဲ့အခါမှာသူ့ရဲ့ခင်မွန်းတဲ့မြေတဲ့ဒီနေ့ဘာအကြောင်းကြောင့်နေစကားများတာလဲဘာအကြောင်းလဲဘာဖြစ်လို့လဲဆိုတော့ခဏတိုင်းဆိုရင်စကားမများခင်နေဘာစိတ်ဆူလဲသိရသေးတယ်သူဇနီးတယ်ဒီနေ့ဘာအတွက်စကားများတယ်လဲလို့မေးတဲ့အခါမှာသူဇနီးတယ်ပြောတယ်နေမမှတ်မိဘူးလားဒီနေ့ဘာနေ့လဲလွန်ခဲ့တဲ့10နှစ်တောင်ကနေပြောခဲ့တယ်လေဒီနေ့ဒီချိန်မှာအဲ့ဒါကြောင့်ငါစိတ်ဆိုးတယ်ဆိုတဲ့အကြောင်းပြောတော့သူခင်မွန်းတယ်ပြောတယ်ငါဘာပြောခဲ့တယ်လဲနေပြောလိုက်တာဘေးနေမေ့သွားပြီပေါ့ကိုကဒီမှာ10နှစ်လုံးနှလုံးသားမှာနေရာပေးထားတာစိတ်ဘလောက်ပင်ပန်းလဲဆိုတာ10နှစ်ပြည့် anniversary သူကနှစ်ပတ်လည်ခန္ဓာဖြစ်ပြန်ပြီးသူခင်မွန်းတယ်ကိုပြန်ရန်တွေ့တာတစ်ချိန်မှာသူများဘာလုပ်ခဲ့တယ်လဲသူများဘာပြောခဲ့တယ်လဲဆိုပြီးတော့အမားတွေကိုရေတွက်ပြီးထောက်နေတဲ့သူဟာသခင်ဖျားရဲ့စိတ်ဓာတ်မဟုတ်ပါဘူးအဲ့ဒီအမားတွေကိုပြုပြင်လာသလားဆိုတာရေတွက်ကြည့်ပြီးတဲ့နောက်မှာမှန်းချက်တရားရှိခဲ့ရမှာမဟုတ်ဘူးသင်မျက်မှောက်ကိုဖျားရှိကိုနေ့စဉ်ယူဆောင်လာရမှာဖြစ်တယ်ဒါတော့သခင်ဖျားမေရီမက်ဒလင်အားဖြင့်ဖိတ်ခေါ်တယ်မေရီမက်ဒလင်ကသူဒီဖျားရှင်သူ့ကိုပြောပြတဲ့အတိုင်း a disciple who stay သခင်ဖျားနဲ့ထိတွေ့ပြီးတဲ့အခါမှာကားတိုင်းခြေရင်းကိုလိုက်လာခဲ့တာဒီမေရီမက်ဒလင်ပဲဖြစ်တယ်သခင်ဖျားကိုကြိုတဲ့အချိန်မှာ burial မှာလိုက်လာခဲ့တာသူပဲဖြစ်တယ်သခင်ဖျားတင်ကြိုင်ထဲမှာရှိတဲ့အချိန်မှာတွားပြီးတော့သခင်ဖျားကိုမတွေ့လို့ဝမ်းနဲ့ပလက်နဲ့ငိုကြွေးပြီးတင်ကြိုင်ပြင်မှာငိုကြွေးနေတာလေဒီမေရီမက်ဒလင်ပဲဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူမဒီဖျားသူမကိုဘယ်တော့မှမစွန့်ပစ်ခဲ့ဘူးဆိုတာသိတဲ့အတွက်သူမဖျားနဲ့အမြဲအတူနေတယ် a disciple who stay တကယ်သခင်ဖျားနဲ့အမြဲနေထိုင်နေတဲ့ပုဂ္ဂိုလ်ကသူမပဲဖြစ်တယ်ဆိုတော့သခင်နဲ့အမြဲအတူနေဖို့အတွက်ခါမှာကလေးတယောက်ကိုယဟန်တပါးမေးတယ်ဖျားစကားတတ်မှာသခင်ဖျားပမာလဲ where is Jesus မေးတဲ့ခါမှာသူက Jesus သူကပြောတယ်အပေါ်မှာကောင်းငင်ဘုံမှာကဲဒါဆိုတခြားဘယ်နေရာမှာရှိသေးလဲသခင်ဖျားတခြားဘယ်နေရာမှာရှိလဲမေးတော့သူကဖျားเจ้าထဲမှာကလေးကပြောတယ်ဘုန်းကြီးထပ်မေးတယ်โอเคသခင်စုနောက်ရောတခြားနေရာတွေမှာရှိသေးလားကလေးလည်းတည်တည်ချာချာသူစဉ်းစားပြီးတော့သူပြောတယ်ရှိတယ်တဲ့ဂရမအိမ်မှာရှိတယ်တဲ့သူပြောတော့အဲ့ဒါနဲ့ဘယ်လိုဖြစ်လို့ဂရမအိမ်မှာရှိလဲမေးကြည့်တော့သူကမဟုတ်ဘူးသားတို့သွားလေတဲ့ခါတိုင်းမှာဂရမ oh my Jesus ဆိုပြီးတော့အော်တာတဲ့အဲ့ကြောင့် Jesus ကဂရမအိမ်မှာရှိတာဘာဖြစ်လို့လဲဆိုတော့သူတို့လာပြီးဆိုဖွာတော်မှာလေဖွာတော်မှာမှွေတော်မှာဆိုတော့အဖွားကြောက်တဲ့ခါမှာ oh my Jesus ဆိုတော့ကလေးကအော်ဒီအိမ်မှာသခင်စုသူ့ဖွားအိမ်မှာရှိတယ်ဆိုပြီးသူခံယူတာဆိုတော့ချစ်စွာသောဓမ္မမိတ်ဆွေတို့ကိုရောတို့ရဲ့ဘဝတတ္တာမှာမေရီမက်ဒလင်ကဲ့သို့ဖခင်နဲ့အတူအမြဲရှိနိုင်ဖို့ a disciple who stay with Jesus သခင်ဖခင်နဲ့အမြဲတူရှိနိုင်ဖို့ကိုအတိတ်တရားကိုအနံယူသွားတာမဖြစ်ရပဲလူသစ်နဲ့မွေးဖွားခြင်းခံရဖို့တတ္တလောကကြီးမှာနေ့စဉ်နေ့တိုင်းအရာအားလုံး
အတစ်တဖန်မောမှန်ခြင်းခံရတယ်အမောမှန်ခြင်းမခံရတာကိုတော်တို့စိတ်နှလုံးသားပဲဖြစ်တယ်ခေါင်းမာတက်တဲ့စိတ်နှလုံးသားတူးချင်းစီရဲ့ဒီအမှန်တရားကိုသိပြီးနောင်တနဲ့မလျှောက်ချင်တဲ့စိတ်နှလုံးသားကသခင်ဖျားနဲ့အတူနေဖို့ဝိညင်းဆန်နေတာဖြစ်တယ်သခင်ဖျားနဲ့အတူနေတဲ့သူဟာနှလုံးသားကိုအသက်မောမှန်ပြီးတဲ့နောက်မှာမေရီမက်လင်းကဲ့သို့ I have sinned the Lord ကျွန်ုပ်သခင်ကိုဖူးမြင်ရပြီဆိုပြီးကြွေးကြော်နိုင်မှာဖြစ်တယ်အဲ့လိုကြွေးကြော်နိုင်ဖို့ဒီနေ့လူအပ်သောခြေစွတော်ကိုတူတကွတောင်းခံကြပါစို့